Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်တော် microwave တက်ရှင်းလုပ်တယ်ပေါ့နော်နေ့စဉ်အစာလေးနွေးနေတဲ့ဒီ microwave ကိုအရှင်မလေးဘယ်လိုမျိုးတက်ရှင်းလုပ်ကြလဲပေါ့နော်ချိုးကကြောက်တော့ဒီတံပြသီးနဲ့ပဲဒီ microwave ကို clean နဲ့လုပ်တယ်အများအားပေါ့နော်ဘာလို့လဲဆိုတော့သူကဒီချိုးတော့အစာလေးပဲအများအားနွေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ chemical နဲ့တွားပြီးတော့ clean နဲ့လုပ်လို့ရှိရင်အစာလေးမှာဖြစ်မှာဆိုလို့လေအဲဆိုရတော့တံပြသီးဆိုရတော့သူက baking တာပေါ့ဘာမှဒီတံပြသီးကတဘဝဟာဖြစ်တဲ့အတွက်ကြောင့်မလို့ချိုးလို့တဲ့ဘာစစ်ဖြစ်တာပေါ့နော်ဆိုရင်ချိုးကဆိုချိုးကဒီတံပြသီးလေးကိုရေဒီ microwave ထဲမှာ3မိနစ်ကနေပြီးတော့5မိနစ်လောက်ပေါ့နော်5မိနစ်လောက်ကိုထပ်ထားလိုက်တယ်ပြီးတော့ချိုးချစ်မဖွက်သေးဘူးနောက်ထပ်ဒီပြီးွားတဲ့ဒီ microwave 5မိနစ်ပြီးတဲ့အထိသူ့ရဲ့အငွေ့လေးနဲ့သူဒီတိုင်းထပ်ထားလိုက်တယ်ဘာလို့လဲဆိုတော့ဒီထက်မှာအငွေ့လေးတွေပြန်ပြီးတော့သူအနံ့လေးတံပြသီးအနံ့လေးမှုေးပြီးတော့လေအဲဆိုရင်ပြီးမှတုတ်ချလိုက်တာပေါ့နော်ပြီးမှချိုးဒီထက်မှရှိတယ်ဒီခွက်တွေအကုန်လုံးယူထုတ်ပြီးတော့ဒီမှာအစာကြံလေးတွေပေါ့နော်အစာကြံလေးတွေအကုန်လုံးရှင်းလေးထုတ်ပြီးမှချိုးကဒီခုနကဒီဖန်ပြောပေါ့လေဖန်ပြောဒီဆက်ပြရည်နဲ့ဆေးချလိုက်တယ်နောက်ချိုးကလည်းရေရလည်းပူနေသေးဆိုတော့အငွေ့လေးကလည်းပြန်နေသေးဆိုတော့ချိုးဒီတိုက်ပဲ microwave ထဲမှာတကားပိတ်ပြီးတော့ခဏလေးထပ်ပြီးတော့ထပ်ထားလိုက်တာပေါ့နော်ချိုးဒီဘက်မှာဒီဖန်ပြားလေးကိုဆေးနေတဲ့အချိန်မှာလေဖန်ပြားလေးကတော့ချိုးကတော့ဒီတိုက်ပဲပေါ့ဒီဆက်ပြရင်ဒီ dish soap ပေါ့နော်ဆက်ပြရင်နဲ့ပဲဆေးလိုက်တယ်ပြီးမှချိုးကဒီရေကိုချအောင်တုပ်လိုက်တယ်ရေချအောင်တုပ်ပြီးမှပြန်ထည့်တာပေါ့နော်ဒီ microwave ရဲ့အပြင်ဘက်မှာ all purpose cleaner နဲ့ချိုးမှန်လေးပါလေအပြင်ကနေပြီးတော့တုပ်လိုက်တာပေါ့နော်ဒီ all purpose cleaner ကကြတော့ဘလို့ပဲဖြစ်ဖြစ်အပြင်မှာသုံးတာပဲအဆင်ပြေတယ်လေเนาะဒီအထက်မှာကျတော့ဒီအစာလေးနွေးနေတယ်ဆိုတော့ချိုးကတော့မသုံးပေါ့ဒီတံပြတင်းနဲ့ဆိုတော့လဲစစ်ဖြစ်တာပေါ့เนาะ baking တာပေါ့အဓိကတော့တဘဝပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ဖြစ်တယ်ပေါ့เนาะဆိုတော့ဒီပြီးဆိုအချိုထပ်ဖွင့်လိုက်တော့ဒီသူမအငွေ့လေးရှိသေးတယ်လေအငွေ့လေးနဲ့ပြန်လုပ်လိုက်လို့ရှိရင်သူကလောကဒီထက်မှဒီဟင်းနဲ့လေလောကမရှိပဲနဲ့တက်ပြီးအနှံ့လေးပဲတေးပြီးတော့ကြံခဲ့တာပေါ့နော်ဆိုရအားလုံးချိုးပြန်ပြီးတော့ clean လုပ်ပြီးတော့ဒီဟာလေးတွေအကုန်လုံးတေချပြတ်ထက်လိုက်လို့ရှိရတော့ microwave လေးအသက်လေးတိုက်ပြတ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါလေးကတော့အမြဲတမ်းလုပ်ဖြစ်တယ်ဘာလို့ဆိုတော့ချိုးလို့ကနေတိုင်းစားတောက်တဲ့အစာလေးကိုဒီထက်မှထက်နွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လိုပဲဖြစ်ဖြစ်ကျမတရှင်ယောဂကဲပေါ့နော်ဆိုတော့ချိုးဒီဗီဒီယိုလေးဒီမှာပဲဆုပ်တက်လိုက်တော့မယ်နော်နောက်ဗီဒီယိုမှာထပ်တွေ့မယ်အားလုံးပဲနော်ဘိုင်